မင်းကလေးကဒူးတစ်ဖက်ထောက်ပြီးဘီလီယံနာကိုပန်းစည်းပေးလိုက်တယ်ဘီလီယံနာကမင်းကလေးကသူ့ကိုဝန်ခံတော့မယ်လို့ထင်နေတယ်သူမကိုဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြီးဘီလီယံနာအပေါ်သူမရဲ့အလွန်မင်းလေးစားမှုကိုဖော်ပြတယ်ဘီလီယံနာကမင်းကလေးရဲ့ချီးကျူးစကားကိုရပ်တန့်ပြီးသူမကိုကူညီပေးတယ်ဘီလီယံနာကသူ့အလုပ်ကိုစွန့်လွတ်ပြီးမင်းကလေးကိုဆေးရုံကိုခေါ်သွားတယ်မင်းကလေးရဲ့ခြေထောက်ဒဏ်ရာရတာကိုကုသဖို့ကူညီပေးတယ်နောက်ဆုံးမှာသူကမင်းကလေးကိုကားပေါ်ကဆင်းပြီးနောက်အိမ်ပြန်ပို့ပေးတယ်မင်းကလေးကဒီရက်ကွက်ဟောင်းကမင်းကလေးရဲ့အိမ်မဟုတ်တဲ့အတွက်အိမ်ပြန်ပို့ဖို့ဘီလီယံနာရဲ့တောင်းဆိုမှုကိုညှင်းဆန်တယ်မင်းကလေးကရက်ရွာထဲမှာလှည့်လည်သွားလာနေတယ်နောက်ဆုံးတော့မိဘတွေရှိတဲ့ဘီလာကြီးစီပြန်ရောက်လာတယ်မင်းကလေးကအချမ်းသာဆုံးလူရဲ့သမီးဖြစ်ပြီးအချစ်အတွက်သူမရဲ့လက္ခဏာကိုဖုံးကွယ်ထားတယ်သူမကဘီလီယံနာဘက်ကအကူလေးတစ်ယောက်လုပ်ဖို့ရွေးချယ်တယ်မင်းကလေးကဒဏ်ရာရနေတဲ့ခြေထောက်အတွက်မိဘတွေကိုချော့မြူတယ်အဖေကမင်းကလေးကိုယာဒူးကနေနှုတ်ထွက်ပြီးအိမ်မှာပြန်ကောင်းလာဖို့တောင်းဆိုတယ်အနာဂတ်မှာအဖွဲ့ကိုလွှဲပြောင်းယူဖို့ပြင်ဆင်ဖို့အလုပ်နဲ့လေ့ကျင့်ခန်းပို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မင်းကလေးကသူ့အဖေရဲ့တောင်းဆိုမှုကိုညှင်းဆန်တယ်တကယ်တော့မင်းကလေးကသူ့အဖေကိုပျော်ရွှင်အောင်လုပ်ပေးပြီးနောက်ဘီလီယံနာနဲ့အတူနေခြင်းရုံပဲမင်းကလေးကကွာရှင်းဖို့တောင်းဆိုတယ်မိဘနှစ်ပါးစလုံးကညှင်းဆန်တယ်မင်းကလေးဟာအကူညီမဲ့ပြီးဒေါသထွက်နေချိန်မှာတားပြီးထွက်သွားပါတယ်တငယ်ချင်းကောင်းတစ်ယောက်စီကနေစုဝေးပြီးခန်းစားချက်တွေကိုစွန့်စားဖို့အသင့်ဖြစ်နေတဲ့မင်းကလေးဟာချက်ချင်းပဲအခင်းဖြစ်ပွားရနေရာကိုပြေးသွားပါတယ်